အားလုံးပဲမင်္ဂလာပါနော်ဆိုတော့ကျွန်တော်ဒီပထမဒုံကိုအကြောင်းကိုကျွန်တော်ပြောပြသွားခြင်းလို့ပါဆိုတော့ပုံလေးတွေနဲ့ပြပြီးတော့ပြောသွားခြင်းပါလေဆိုတော့အဲ့ဒီကိုမှဆိုရင်ဒါအာဂျင်တီးနားရဲ့တင်းဝကိုလည်းတွေ့ရတယ်မက်ဆီရဲ့ပညာနဲ့တပါနဲ့နော်အဲ့ဒီအရာတွေကိုလည်းပြောတွေ့ရတယ်ပေါ့နော်ဆိုတော့သူ့ရဲ့ဒါကံပုံကန်ဒီတေတတ်တာတွေတိကျတာတွေစကေးအဲ့လိုပေါ့နော်တိကျတာတွေကတော့ထွေထူးပြောစရာမရှိဘူးဗျာနော်ပြောပါဆိုရင်လည်းဒါမက်ဆီဖြစ်နေလို့လေဆိုတာကိုပဲပြောစရုံပဲရှိတော့တာပေါ့နော်ဆိုတော့အဓိကပြောချင်တာကသူ့ရဲ့တပါနဲ့ပေါ့နော်လှုပ်သွားတဲ့ဟာလေးကိုပြောချင်တာပါဆိုတော့ပုံလေးတွေနဲ့ကျွန်တော်တစ်ချက်ချင်းဟင်ပါတယ်ပေါ့နော်ဆိုတော့ဒါကလည်းညီကိုတို့နဲ့ဒါဟိုပေါ့နော်လက်ဖက်စင်မှာထိုင်ပြီးတော့ဒီလိုမိုက်တယ်ကွာမက်ဆီကဘယ်လိုလှုပ်သွားလဲကွာဆိုတာမျိုးအဲ့ဒီပုံမျိုးပြောရုံပါပဲ sharing လုပ်တဲ့ပုံစံမျိုးပါပဲဟိုဆရာကြီးအနေနဲ့ပေါ့နော်ဒါကဘယ်လိုဆိုတာမျိုးပြောပြနေရပြီမဟုတ်ဘူးဗျာနော်တက်ကနစ်ဒီစနေပိုင်းအကြီးကြီးပြောနေရပြီမဟုတ်ဘူးဗျာပို့ပေါ်ပါပဲဆိုတော့အဲ့ဒါလေးလည်းအရင်ဆုံးအနေနဲ့ပြောချင်ပါတယ်ဆိုတော့ဒီပထမပုံကနေပေါ့နော်ဒီပုံကနေကျွန်တော်စပြီးပြောချင်တယ်ဆိုတော့ဟိုဒီပုံမှာဆိုရင်ဒါဒီဘောလုံးကိုခွနေတဲ့သူတွေ့မှာပေါ့ဆိုတော့အဲ့ဒီသူကအိုင်မာတာကဘောလုံးခွပြီးမက်ဆီကကန်တွန်းသွားတာဆိုတော့ဖန်တီးပေးလိုက်တယ်လို့ကဟုတ်ဘဲတောင်မှရှိတဲ့သူဆိုတော့အဲ့ဒီဘဲတောင်မှရှိတဲ့ကောင်ကိုအရင်ဆုံးဘောလုံးပေါ့နော်ပေးပို့ခဲ့တာပြောရင်တော့ pre assist လုပ်ခဲ့တာကအိုင်မာတာပဲအခုဘောလုံးကိုခွနေတဲ့ကောင်ဆိုတော့သူကနေမှပေးလိုက်တယ်ဆိုတော့အဲ့ဘဲတောင်မှကောင်ရောက်သွားတယ်ဘဲတောင်မှကောင်ကနေချက်ချင်းဆိုလို့ပေါ့နော်မက်ဆီရဲ့လမ်းကြောင်းတွေကိုကွက်တိထိုးပေးခဲ့တယ်ဆိုတော့အဲ့ဒါကိုအိုင်မာတာကခွပေးလိုက်တယ်ပါနဲ့ပဲဆိုတော့ဒီနေရာမှာကျွန်တော်ကအဲ့လိုမျိုးပေါ့နော်ပုံမှန်ဆိုရင်ဒါဖန်တီးရှင်နဲ့ဂိုးတွင်းရှင်ကိုတော့ချီကျူးပြီးတာဆိုတော့ဟိုကျန်တဲ့ဒါ pre assist တွေပါတယ်တိတ်ပြောလို့မရှိဘူးပေါ့နော်ဆိုတော့ဒီနေရာမှာအိုင်မာတာကိုလည်းကျွန်တော်ကချီကျူးချင်တာအဲ့လိုမျိုးဆိုတော့အဓိကကတော့ဟိုမက်ဆီလာနေတယ်ဆိုတာကိုနောက်ပြန်လှည့်မကြည့်ပဲနဲ့ဟိုခွပေးလိုက်တာမျိုးပေါ့နော်အလိုလိုကိုအတင်းသားပဲနေဘဲချိန်မှာဘယ်နေရာရောက်နေမယ်မက်ဆီဆိုဒီချိန်ဘယ်နေရာရှိနေမယ်စားတော့မက်ဆီမမအောင်တို့ကိုယ့်ရဲ့တခြားဘယ်ကစားသမားဘယ်အတင်းပေါ်ပဲဖြစ်ဒါမျိုးကတိနေနိုင်အကောင်းဆုံးပဲဗျာတိနေအောင်လည်းလုပ်ရတာပေါ့နော်အဲ့လိုမျိုးရှိတယ်ဆိုတော့အဲ့ဒီမှာကြော်ခွာလိုက်ပြီကြော်ခွာလိုက်တဲ့အချိန်တုန်းကဂိုးသမားကိုခဏလေးတစ်ချက်ရှိုးတာဂိုးသမားနေရာဘယ်လိုမျိုးနေလဲဆိုတာအဲ့လိုမျိုးနေနေတာဒါဂိုးသမားရဲ့နေရာ position ကဒါအမှန်ပဲဆိုတော့အဲ့ရနေကျွန်တော်နောက်တစ်ပုံမှာကြည့်လိုက်ရဗျာဆိုတော့ဒီလိုမျိုးနေတာဖြစ်သွားတယ်ဆိုတော့ဒီနေသားမှာကမက်ဆီကဘောလုံးကိုကန်လိုက်ပြီကန်လိုက်တဲ့အချိန်မှာဘောလုံးကစထွက်နေပြီစထွက်နေတဲ့အချိန်မှာဂိုးသမားကလည်းသူ့ရဲ့ဂိုးပေါက်ညာချမ်းမှာပေါ့နော်နေရာယူနေတယ်သူကအစကဘယ်တောင်မှဘောလုံးရှိနေတဲ့အခါမှာဒါဘယ်တောင်ကိုသူ့ရဲ့ဂိုးရဲ့ညာတောင်ပေါ့နော်အဲ့လိုကတ်ရတယ်ဆိုတော့အဲ့ဒီခါမျိုးမှာဘောလုံးကဒီအလဲကိုချိုးချလာတဲ့ခါမှာသူကသူ့ရဲ့ဂိုးပေါက်ရဲ့ဘယ်ချမ်းကိုပြန်ယူရတယ်အဲ့လိုမျိုးပြန်ယူဖို့ဟန်ပြနေတဲ့အချိန်ပဲဆိုတော့အဲ့လိုမျိုးဟန်ပြနေတဲ့အချိန်ဆိုတော့အချောင်းအနေထားကြီးဟန်ပြနေစေပေါ့နော်အဲ့လိုမျိုးနေတာမှာမက်ဆီကအလင်းငိုက်ဖမ်းပြီးကန်လိုက်တာပေါ့နော်ဆိုတော့အဲ့ဒါမှာဒုတိယနောက်ထပ်တစ်ပုံမှာပေါ့နော်ကြည့်လိုက်ဒီမျိုးကန်လိုက်ပြီဆိုတော့ဘောလုံးကစထွက်သွားရုံပဲရှိသေးတာဆိုတော့အဲ့ဒီအနေထားမှာဂိုးသမားကသူ့ရဲ့ဘယ်ဘက်ကိုနော်သူ့ရဲ့ဘယ်ဘက်ကိုစပြီးတော့ခြေထောက်ချနေပြီနေကြီးမှာကျနေပြီဆိုတော့နောက်တစ်ပုံမှာထက်ကြည့်လိုက်အဲ့ဒါမျိုးနောက်ဆုံးပုံပေါ့နော်ဆိုတော့ဒီဘယ်ကိုကညာကိုသွားရင်းနဲ့ဘယ်ဘက်ကိုခြေထောက်ချလိုက်ပြီဆိုပြီးရင်ဘောလုံးကညာပြန်လာတယ်ဆိုရင်အဲ့ဒီဘောလုံးကဘိုးသမားတွေကဒိုင်ပင်ပြစ်ဖို့ရခတ်သွားပြီးဒိုင်ပင်ပြစ်လို့မရတော့ဘူးလက်လေးပဲဆန့်ထုံနိုင်တော့ဆိုတော့အဓိကကတော့အဲ့လိုပေါ့နော်ကိုက direction ရဲ့စက်ကျင်ဘက်ကိုသွားလိုက်ရတာဗျာဘိုးသမားကကိုကဘယ်သွားနေတာလဲညာဟိုရုပ်ရက်မက်ဆီကညာကိုကန်လိုက်တဲ့ခါမှာညာကိုမထင်မှတ်တဲ့ပေါ့နော်ပြောရအောင်အဲ့ဒီဘက်ကအန်ဂယ်ချင်းလေးလေကိုသမားသူပြောရအောင်သူပိတ်ထားတဲ့အပေါက်ပဲအဲ့ပေါက်ကိုကန်သွားတာဆိုတော့အားကြောင့်လို့မက်ဆီကိုကျွန်တော်ကဒီအလုံးမှာတော်တော်တပါရှိတယ်တပါပါတယ်လို့ပြောချင်တာဆိုတော့ဘာလို့ဆိုတော့ဟိုဒီနေရာမှာဒါမက်ဆီအနေနဲ့မြင်ကြည့်ရင်ဘယ်လိုလဲဆိုတော့ဟိုဂိုးပေါက်အကျယ်ပဲကြီးကန်လို့ရတယ်ဗျာဒါပုံမှန်ရိုးဆိုရင်ပြောတာဂိုးပေါက်ကျယ်ယူဘယ်ကြီးကန်လို့ရတယ်ဆိုတော့ဂိုးပေါက်ကျယ်ယူကန်တဲ့ခါမှာအဲ့ကောင်ဂိုးပေါက်ကျယ်နေတာမှန်ပေမဲ့ဘိုးသမားကအဲ့ဒီဘက်ကိုသူကယူနေတာမျိုးဆိုရင်ယူနေနဲ့လမ်းပြစ်လို့ရတယ်ဆိုတော့အဲ့ဒါဂိုးပေါက်ကြီးကအမြင်သာကျယ်ပေမဲ့မြင်ကျယ်တဲ့ရောင်နဲ့ဒါကျင်းတယ်လို့လည်းပြောလို့ရတယ်ဘယ်လိုပဲဖြစ်တောင်ထဲတွားရင်တော့လည်းဂိုးနိုင်တာပေါ့နော်ဆိုတော့အဲ့ဒါကိုအဲ့ဒီတမယိုးကျဖြစ်စဉ်အတိုင်းမက်ဆီကမကန်မဲနဲ့ဟိုရုပ်ရက်လင်းမြန်ဆုံးဖြတ်ချက်အုံနောက်ကလည်းလင်းမြန်ပဲကန်တာလည်းလင်းမြန်နဲ့ဟိုဂိုးသမားရဲ့အနီးကပ်တောင်းလဲဟိုနော်ဂိုးသမားမထင်ထားတဲ့
မကန်မယ်လို့မထင်ထားတဲ့ဘက်ချမ်းကိုရုပ်ရည်ပုတ်ကန်သွားတာဆိုတော့အဲ့ဒါမှကတ်တီးလေးပဲနော်ကိုပေါ့အဆက်သေးကိုသွားတာတော့မှကတ်တီးလေးပဲဒါပေမဲ့လည်းဘာလို့ကတ်တီးလေးကိုဘာလို့လွတ်သွားလဲဆိုတော့အဲ့လိုမျိုးပဲကိုမသူ direction မတူတဲ့ဘက်ကိုပြန်ပြီးတော့ဟန့်ရတဲ့အခါမှာမပြစ်နိုင်တော့လက်ပဲလက်တစုံပဲဆန့်နိုင်တာဗျာလက်တစုံပဲဆန့်နိုင်တော့ဆောင်ရမ်းအထာကြဆောင်ရမ်းတစ်ပါးကြဒီနေ့မှာကန်လာမြန်တယ်ဆိုတာလေပြင်းတာတွေဘာတွေဆိုတာလေဘောလုံးပေါ့နော်ဖက်ကနေအဲ့လိုမျိုးကန်လိုက်တာမျိုးဗျာမြန်တယ်ဆိုတာလေအဲ့ဒါမျိုးဟိုအုံတော့ကလည်းစလာချက်ချင်းဖြုတ်ဆုံးဖြစ်လာတယ်အဲ့ဒီခါမှာဒါသူ့စကေးရရှိတာပေါ့နော်မချိန်မဲကန်လိုက်တာဒီချိန်မှာထိန်းလို့မရအောင်အဲ့ဒါမျိုးတွေပေါ့နော်ဆိုတော့တိပါလေကျွန်တော်ဓာတ်ထက်အနီးကပိတ်တွင်းတဲ့အလုံးတွေဆိုတိမှာပေါ့ခေါင်းမတွေဘယ်ဘက်လှမ်းလဲရမှမသိပဲနဲ့ဟိုပေါ့နော်ဟိုမထင်ထားတဲ့ဘက်ကိုဟိုပရိတ်ဟိုတိုက်စမှုကကန်လိုက်တဲ့အခါမျိုးမှာအဲ့လိုမျိုးလဲချိန်မရလိုက်ဘူးเนาะအခုလဲအဲ့လိုမျိုးပဲပေါ့နော်ဂိုရမငုတ်တုတ်မေးတယ်ဆိုတာဒါမျိုးအလုံးတွေပဲတကယ်ကိုဟိုတော်တော်လေးကောင်းတယ်ဆိုတာထက်တော်တော်လေးတည်တက်နဲ့ဆရာကြားတဲ့အလုံးမျိုးပဲတကယ်ပြောတာဒါကဟိုကျွန်တော်တို့ဒါအပျော်တန်းနေမှာလဲကန်ကြတာပါပဲကန်လို့ရတာပဲဒါပေမဲ့သူ level ချင်းတော့ကွာတယ်ပေါ့နော်ဒါပေမဲ့အဲ့လိုပဲဂိုရမဟိုရုပ်ရည်ပေါ့နော်နည်းနည်းတော့ဆရာကြားကြတော့တွေ့ပြီဆရာကြားတော့ကန်ရတာပေါ့နော်ဒါပေမဲ့မဝင်ခဲ့ရင်တော့ပြောခံမှာမင်းဆဲခံမှာဘာလို့ဒီဘက်မှာအကျယ်ကြီးကွာမင်းအကျယ်ကြီးကိုမကန်မဲနဲ့အဲ့ဘက်ကိုကန်လဲဆိုပြီးတော့เนาะဒါကတော့ Messi ဆိုတော့ Messi ပေါ့เนาะအဲ့ဒါမျိုးတကယ်လဲလှပါတယ်တကယ်ကိုလဲအထာကြတယ်အလုံးပါပဲဆိုတော့ဒါလေးပြောချင်လို့ပါเนาะအားလုံးကျေးဇူးတင်ပါတယ်